Hello အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့နော်ကန်းချီပေးနာကအိမ်အကြီးကိုတွားပြပေးတော့ဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုလေးကို5 ဖုန်းကြည့်ပြီးဖို့တောက်ဖို့ချင်ပါတယ်ရှင်။ Okay တွားလိုက်ကြရအောင်။ကားနဲ့တွားမယ်ပေါ့နော်။ Okay ကားနဲ့တွားပါမရှိ။ကားဖို့တက်မယ်ကားဖို့ကန်းချီပေးနာမှာဆိုကန်းချီကိုတွားမယ်ပေါ့နော်။တို့ကကျတော့ပြီးတဲ့အနောက်မှာOkay, aforo, oba kutukuya metin. Hoba mabona. Kanji hoba maba. Okay, ayo tete to ba me. Amma uli wa tiba to ama. Hoda be hoba ma hof bide. Hoba ma kanji. Okay, phi. Okay, ရပါပြီဘယ်နားမှာလဲတော့မသိဘူးရှာကြည့်မယ်ပေါ့နော် Okay အရှိမတွေ့ပါပြီရှာကြည့်ပြန်မလို့ပါဘူးဟိုမှာတွေ့ပါပြီရှင်နည်းနည်းထဲဝင်လိုက်ပါမယ်ရှင် Okay ကားကိုဒီနားထားခဲ့ပြီးတော့အောက်ဖင်းပြီးတော့သွားကြည့်ကြရအောင်ဝေလို့ဟိုဘက်ကနေပဲသွားလိုက်တော့ပါမယ်လို့ Okay မြန်အင်းကတော့အကြီးပဲမိုက်တယ် Oh my god မိုက်တယ်တရားတော့အိမ်မဟုတ်ဘူးကတရားပါလေမသိဘူးဖားတောက်ဖိုင်ထင်တယ်ဟုတ်လားမယ်ဖားတောက်ဖိုင်အိုင်ဒီလေးကတော့တုံးဒီလေးရယူပါဘောနော်ခဏဘယ်အိုင်ဒီလေးလဲဆိုတော့ဘယ်အိုင်ဒီလဲဟုတ်ပါဒီအိုင်ဒီဒီနှစ်ခုရဘယ်အိုင်ဒီလဲမသိအဲ့ဒီအိုင်ဒီဘောနော်ခဏအပေါ်မှာပြရ FANV1 အော်ဒီက Okay အပွားဟာဘောနော်တုံးယူလိုက်တာအားလေးပါ Okay ရှောက်ပြီးတော့ level ကြည့်ကြမယ်ခဏလောက်ပေါ့နော်အိမ်ကအကြီးတာပြောရပါဟုတ်ပါဘူးဖတ်တော့ဖိုင်အကြီးတာပြောရပုံမှန်ပြရတော့အကြီးလို့တကယ်လေးကြည့်ကြည့်လာဘာမှမရှိဘူးဖတ်တော့ဖိုင်တာပြောရနေရာလဲကျဲလည်းမကျဲဘူးဟုတ်ပါပြီ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်2မိနစ်နဲ့အပြီးဖုန်းတော့ပါရှင် Okay အားလုံးဘိုင်